မရှိတဲ့အမှုပညာသမားကတော့မရှိပါဘူး။ဥပဒေရေးရာတွေကလည်းရှိနေတော့အမြဲတတိထားပါလို့ပြပြလာခဲ့တဲ့ဦးချမ်းသာကျွန်တော်ကတနေ့ကျွန်တော်အဲ့ Facebook မှာဖတ်ပြီးကျွန်တော်ဘာဖြစ်လဲဆိုတော့ပြောတော့ကလေးတွေကျွန်တော်ဘယ်လိုခေါ်ချစ်လို့မဟုတ်ဘူးပြောချင်တာတော့မောင်အောင်စုရဲ့ဖြစ်မောင်ဆိုင်မူလေးပဲဖြစ်နောက်ကြခုနောက်လာမဲ့သူရဝန်ချုပ်ပဲဖြစ်ဘယ်သူတွေတက်လာတပိ image ကသူတို့လေးတွေအလှည့်မှာတန်ကောင်းစွာနဲ့အကြီးမြောက်တော့အဲ့ဒါကျွန်တော်တို့အမျှော်လင့်ရမှာကျွန်တော်ခေတ်တုန်းကတော့ဒီလိုမီဒီယာတွေဒါမျိုးတွေမရှိဘူးပေါ့နော်စီရင်လည်းအဲ့ခေတ်တုန်းကလည်းအနေနဲ့များတော့ PD ဖြစ်ရမှာအခုကလေးတွေအရန်တန်ကောင်းတော့တာသူတို့ရဲ့တကယ် liver မီဒီယာလို့ကျွန်တော်ထင်တယ်မီဒီယာတွေရဲ့တွန်းအားတွေလည်းအဓိကပါဝင်တယ်တပင်လောကဟာဒီကလေးတွေကြောင့်အများကြီးတက်လာတယ်လို့ကျွန်တော်ဥက္ကဋ္ဌကြီးရဲ့အစွမ်းရည်ရတယ်ကြောက်စရာကောင်းတယ်ဘာလို့ဒီကိကလေးတွေကိုလည်းပြချင်ပြောရမှာလေတားနာမည်ကြည့်လေနှလုံးသားထဲမှာတတိဆိုတာအရင်ရှိထားလို့မမေ့ပါဘူးနေတတိထိုင်တတိပြောတတိစားတတိပေါ်တတိပေါ့နော်အလုပ်လုပ်တဲ့တတိနောက်ပြိတ္တကိုအချက်ပေးတာကပြိတ္တအချက်ကိုရတယ်အချက်ပေးလို့အားကြီးနေလေအမားကြီးဖြစ်တတ်တယ်ပုဂ္ဂိုလ်ကိုပြိတ္တကိုလည်းအစင်းရှိတဲ့ပြိတ္တကိုအတွေးခေါ်ပြီးမြင်မအောင်ကိုယ်ကလည်းပြစ်ဆက်မှာဖြစ်တယ်အများကြီးပဲပြောမှဆိုအများကြီးပဲပေါ့နော်ဒါပေမဲ့ဒီလောက်ကလေးပဲပြောဒါဆိုရင်အားလုံးကိုပြိတ္တနဲ့အမှုပညာရှင်လို့ကျွန်တော်သဘောထားတာမဟုတ်ပါဘူးကျွန်တော်မိသားစုတွေလို့သဘောထားတာဖြစ်ပါတယ်မရှိဘူးတမင်တက်မှားတာလေကျွန်တော်ကြောက်တယ်ဒီတော့ညာလေးချန်နယ်ရဲ့ခင်မှာတော့ခုနှစ်နိုင်စားရှိနေတယ်ဒီခင်မှာတော့ခုနှစ်နိုင်လောက်အောင်စောင့်ကြည့်ပြီးတော့လေဥပဒေရေးရတယ်ရှိတော့ဒီတော့တတိဆိုတော့ရေးထားကြတယ်